ချစ်တို့ရေငန်းတီးချံကိုမရောက်လာတော်ကြာနေပြီဆိုတော့တစ်နှစ်နီးပါးရှိပြီပေါ့နော်ရေငန်းတီးချံမရောက်လာတာဒီနေ့ကတော့ရေငန်းတီးလေးအချိန်ရောက်နေပြီဆိုတော့ရေငန်းတီးလေးခူးမှဖြစ်ပါတယ်အတီးတွေကလေးမိုးနေရွာထားတော့လေအနီးရဲနေပဲလာဒီအချိန်ဆိုတော့ရေငန်းတီးကတော့ share ချိုနေပြီကောင်းလိုက်ကြည့်ကြပါနော်ချစ်တို့ရေကြည့်ပါဒီမှာအကြီးပဲနော်ဒါသူ့ရဲ့အဆူပါတယ်ကွယ်ဒါတချို့ကပြောတာပေါ့နော်ဆန်းတော့နှစ်တိုင်းဒါစားပြနေဒီကောင်ကအချိုသီးနော်ရှဲချိုတာတော်ချိုတာဒါလည်းဆက်အခုစားမမဲ့တဲ့ရင်တော့ချင်းတယ်ပေါ့နော်မမဲ့တဲ့ရင်တော့ချင်းဒါပေမဲ့အဲ့ဒီအချင်းကတော့ကောင်းတာမတူဘူးဟိုတာနဲ့တုတ်ဆိုင်နော်ဟိုတာနဲ့မတူတကယ်ပဲမကြည့်တာချို့မချင်းနဲ့ချင်းလား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 ရေးကြည့်မယ်ရေးကြည့်အောင်ခွာလို့တက်လားဒီချိန်မှာမခွာလို့တက်တယ်ပေါ့မတအားတော့ရောက်ဆရာမလို့နော်ဟုတ်တယ်အမကတော့ချမ်းရောက်ထနေလို့ရလားမရဘူးလေတယောက်ထဲလည်းမရအမကတော့ချမ်းမှာပဲကြီးလာခဲ့ရဆိုတော့လေဝါးချို့မချင်းနဲ့နော်ဒါချို့မထင်နဲ့တကယ်လို့တိတ်မမဲ့သေးရင်တော့အစ်စ်ကြီးတယ်နိကပြပြအောင်ချို့လားmy god ဟိုတာချင်းနေဟိုမှာစားနေကြချင်းနဲ့ဟာလည်းနည်းခူးလိုက်မယ်ရှိတယ်တုတ်စားရအောင်ဒါချို့သွားတယ်ဆန်းကလေဒီမှာချိုးလုံးလို့တအားချိုးတာသူ့ရဲ့တကြားစိတ်ပါထွက်တယ်ချိုးအားကြောင့်တော်ချိုးတာအရန်ချိုးသွားလို့ရှိရင်တိတ်မကြိုက်ဘူးဆန်းကတော့နည်းနည်းချင်းပါအရန်ချိုးတာဟုတ်အီးဝါနော်စားနေရလို့အဲ့ဒီချင်းနဲ့ဟာတော့စားမချိုးဟာမကြိုက်တဲ့လူတော့လုံးဝမကြိုက်ဘူးနော်ဟုတ်တယ်ကောင်းကတဲ့စားပြီနော်ချင်းနဲ့ဟာကြိုက်တဲ့လူရှိရနော်အရှမ်းမဲအများကြီးပဲစားကြပါဦးဒီမှာလေးစားမယ်အဲ့လေကြီးရနော်စပင်းသီးလည်းဈေးကောင်းဒီကောင်လည်းဈေးကောင်း1ကီလို1000ကျော်1000ကျွဲအဲ့လောက်နော်တဝက်ကျော်ပါနော်နော်ဒါချင်မယ်ဒီမှာသူရင်တီးမိုင်သူရင်တီးချင်းလာမယ်နော်မလားလာမယ်ဒီမှာLord ปักเล่านะไม่ต้องทิ้งนะฉันชอบว่ะอำเลยเช่นนะเดี๋ยวเช่นนะแต่สร้างในตู้สามอ่ะไม่เยอะแว่แต่ไม่ใช่น้ำยาဒါပေမဲ့ကြောက်တော့သူကတော့မရသေးဘူးဒါမှအစပဲရှိတယ်အစဆိုတော့သူကတော့ဒါမရသေးအသားမထွက်သေးဘူးပေါ့နော်ဒါအစိတ်ပဲရှိနေအဲမှာသူကမဲနေဒီလိုမျိုးနေလာမှဒါမှအသားထွက်ပြီပေါ့နော်အိုးအများပဲကြည့်အများပဲကြည့်ရေငန်းတီးယူရယာရေငန်းတီးအချိုတီးတုတ်စားစားနေကောင်းလိုက်တာဒါချိုးလာတာချိုးတယ်ဒါပေမဲ့စားနေတူစားတာအရန်ကောင်းလားသူကအတေးကလည်းဆက်စားဖို့စားရကောင်းနော်ဟေးသူကလေဟိုတချို့ဆိုင်အပြင်မှာဝယ်စားလို့ရှိရင်တော့ဒီလိုမျိုးတူချင်မှတူမှာဆိုင်မှာကျတော့သူကမလက်ဆက်တဲ့ဟာလေမလက်ဆက်ဘူးအခုံတော့ဈေးလည်းကြီးတယ်ဈေးလည်းကြီးအခုံတော့မဲဝါပြီးအဲ့ဒါစားလို့လည်းမကောင်းဘူးအထဲမှာလည်းညိုကောင်းပြီဒါကလက်ဆက်ဆိုရင်ကြည့်အသစ်ဆက်အရန်စားလို့ကောင်းတယ်ခုစားအခုစားနော်မွန်ပြည်နယ်မှာဆိုင်ရလေဘာလို့အလုပ်ပြီးွားလို့ရှိရင်တော့မြို့မှာမနေလဲရွာပဲပြန်လာစင်နေဆိုရင်တော့ဒီလိုမျိုးစဉ်းစားချက်လိုက်ပေါ့ဒီလိုမျိုးရဲ့အငွေ့တက်ကိုပိုကြိုက်လို့အသီးတွေပေါ်တယ်သူရင်သီးတွေရောအဆောင်ရှိတယ်ချမ်းဝဲလို့ရှိရင်တော့အသီးပဲစိုက်စိတ်ချမ်းသာတယ်သူစားဖို့တော့ကစူထီလိုက်နဲ့အဆူထီတယ်
သူကအဆူအရန်ဆူတာစားဟိုဟာလို့ရှိရင် အရန်ဆူရ အရန်ဆူတာလက်ဆက်တော့ကွာ အဲ့မှာဒူရင်တီးပင်အခုရှိနေတာကဒူရင်တီးပင်အောက်မှာမဟုတ်ပါဘူးရွှေပင်ဒူရင်တီးကတော့ရွှေဈေးလောက်ရှိတယ်ဈေးများလို့နော်အခုကတော့နောက်ဆုံးအနေနဲ့ပေါ့ဆန်းကဘာသုံးလဲအသားရည်လှအောင်ဘာလုံးရမှာလဲဘာသုံးရမှာလဲအသားရည်ဖြူရအောင်လွယ်လွယ်လေးပဲနော်အခုမှနော်ကဲဘာလို့လဲဆိုရင်တော့ဒီမှာရေချိုးတဲ့အချိန်တိုင်းမှာမမဆန်းရအသားဖြူဆက်ပြားလေးတုံးရေချိုးတဲ့အချိန်တိုင်းမှာတုံးနော်ဘယ်ဘက်တော့ဒီမှာချမ်းထွက်တယ်မှာအသားရည်ကိုကြည့်လိုက်နော်ဆက်ပြားနဲ့ရေချိုးပြီးွားလို့ရှိရင်တော့တီခရမ်လို့လိမ့်လိုရှင်းနဲ့ရောပြီးလိမ့်လိုရှင်းနဲ့ရောပြီးလိမ့်လိုရှင်းထည့်ပြီးတော့တီခရမ်ကိုနည်းနည်းထည့်လိုက်နော်ဒီကောင်ကလေနေ့တိုင်းလိမ့်ညတိုင်းလိမ့်အပြင်သွားမှလိမ့်ရတာမဟုတ်ဘူးအိမ်မှာနေရင်လည်းလိမ့်ထားသူကတော့ပေါင်းတင်တယ်လို့ပဲအမြဲတမ်းဖြူနေမှာအမြဲတမ်းဖြူတော့ချက်ချင်းလိမ့်ချက်ချင်းဖြူသူ့ရဲ့အရာကဒီမှာတနခါအရာအရန်လာနော်ဒီမှာကြည့်လိမ့်ရတာလွယ်နေရဒီအဆလိမ့်မဲ့တူတယ်ဆိုရင်တော့လိုရှင်းနဲ့ရောပြီးလိမ့်လိုက်အဲ့ဆိုရင်တော့ပို့ပြီးတော့မှလိမ့်လို့ပိုကောင်းတယ်ကြည့်ဒီမှာချက်ချင်းလိမ့်ချက်ချင်းဖြူအသားရည်ထဲကိုစိတ်ဝင်သွားတယ်လုံးဝမပြာသူရဲ့ cream တိုက်ကလေတကယ်လို့အသားရည်အရန်ယိုနေတူတယ်အသွက်ဆိုရင်တော့လိုရှင်းနဲ့ရောပြီးလိမ့်လိုက်ဒါကတော့ဒူရင်တီ cream ဒူရင်တီ cream ကကျတော့မျက်နှာအတွက်နော်မျက်နှာအတွက်ဒူရင်တီအနက်လုံးဝမဟုတ်ပါဘူး foundation နေကာ foundation မဖြစ်ပါတယ်ဒူရင်တီအနက်မဟုတ်ပါဘူးသူကတော့ကတိပါသားလိုမျိုးပို့လို့အရန်လွယ်တာဒီမှာမျက်နှာပေါ်မှာတင်လိုက်တာနေလေ glow ပြီးတော့မှပပကြီးလေးဖြစ်စေတယ်ဒူရင်တီ cream ကလေဘူးသေးပေမဲ့အများကြီးလိမ့်ဆရာမလို့နော်စမ်းစီမှာအယုံငွေချေရပါတယ်လိုချင်လို့ရှိရင်လက်မှာပါတီလိုရှင်းလေးရကြတော့3000ကျွဲဒူရင်တီ cream ကကြတော့2000နဲ့9000အသားဖြူဆက်ပြာလေးရကြတော့12500လိုချင်လို့ရှိရင်အကောင်လုံးရှိပါတယ်နော်မစံကြမြန်လာခဲ့နော်ကဲချမ်းပါပဲဒီနေ့